လို့မရနိုင်တဲ့အနေထားဆိုတာကိုရောက်အောင်မယ်ပေါ့အခုကြည့်လေသူ့ရဲ့လက်နှစ်ဖက်ကိုသူမြောက်ပြီးတော့မချီနိုင်တော့နော်အဲ့ဒီလိုနဲ့သူကဒါလေးငေးကြည့်ပြီးတော့ကြည်လင်တဲ့စိတ်ကတော့အလွန်မင်းဖြစ်နေတယ်ဒီလက်အုပ်ကလေးကိုချီခြင်းနဲ့သူရှစ်ခိုးခြင်းနဲ့ဒါပေမဲ့အဲ့ဒီအထိဒုက္ခနာကိုကအခွင့်အရေးမပေးတော့အဲ့ဒါမြတ်စွာဘုရားကသိတယ်ဩငါဘုရားရဲ့ပုံမှာအလွန်တရာမှကြည်ညိုတဲ့စိတ်ကြည်လင်တဲ့စိတ်ကလေးသူ့မှာဖြစ်သွားတယ်ဒါဆိုရင်လုံလောက်ပြီလို့မြတ်စွာဘုရားကသိတယ်အဲ့ဒါနဲ့ဆက်ကြွသွားတာပဲအဲ့ဒါခဏနေတော့သုတိစိတ်ကြတာသေတာပဲသေတဲ့အခါကျတော့အိပ်ပျော်တဲ့ယောက်ျားနိုးသလိုတဲ့တာဝရိန္ဒနတ်တွေရဲ့အပေါင်းဖော်သွားဖြစ်တယ်နတ်သားတယောက်သွားဖြစ်တယ်အဲ့ဒါနဲ့သူကနတ်ပြည်ရောက်တော့ဩငါဘယ်ဘဝကလာတော့ဩဘယ်ဘဝကလာတာပဲသိတယ်ပေါ့သိတော့ငါအဖေဩတော်တော်နှမျောတဲ့လူခုဘာတွေများလုံနေတုံးလို့ကြည်တော့သူ့ရဲ့အလောင်းကိုမြုပ်နှံထားရတင်ညာကုန်းမှာလက်နှစ်ဖက်ကိုမြှောက်ပြီးတော့ဩငါချစ်တဲ့တူရီတော်သားလေးအခုဘယ်များရောက်နေလဲဘလို့များတွေးရပါမလဲဆိုတော့အတင်းငိုနေတယ်တဲ့တခါကြီးကအဲ့ဒါနဲ့ကြည်စံဈေးကုလို့ရတော့ကတော့ဈေးမကုပါပဲနဲ့တေးသွားပြီဆိုတော့မှတင်ညာကုန်းသွားပြီးတော့ငိုးနေတဲ့ဒီပုံနာကိုငါသွားပြီးတော့ပညာပြအောင်မယ်ဆိုပြီးတော့အဲ့ဒီမထကုံတလီလူလင်ကဖြစ်ခဲ့တဲ့နတ်သားကအရင်ဘဝကမထကုံတလီနဲ့ပုံတရံလေးနည်းနည်းတူအောင်ဖန်ဆင်းပြီးတော့အဲ့ဒီနာမှာသူကလည်းအပြိုင်လက်နှစ်ဖက်ကိုမြှောက်ပြီးတော့ငိုတယ်တဲ့အဲ့လိုငိုတဲ့အခါကျတော့အရိဏပုပ္ပကပုံနာကဟာဒီတင်ချိုင်ကုန်းဒီတောထဲမှာငါတယောက်တည်းငိုနေတယ်မှတ်တယ်ဒီကုံလေးကဘာလို့ငိုနေလဲပေါ့အဲ့ဒါနဲ့ကြည့်တော့သူသားလေးနဲ့တူတယ်ဆိုတာလည်း तू သိတယ်ဒါပေမဲ့သူသားကတေသွားပြီဆိုတာလည်း तू သိတော့သူသားမဟုတ်ဘူးလို့လည်းပဲ तू သိတယ်အဲ့ဒါနဲ့မြစ်တာကတော်တော်ဖြစ်နေတယ်ပေါ့သူသားနဲ့တူတာဆိုတော့အဲ့ဒါနဲ့နေသမ်းပါဦးမင်းကဘာကိစ္စနဲ့ဒီနားလာငိုနေတာတော့အဲ့လိုပြောတဲ့အခါကျတော့အဲ့ဒီနတ်သားကဖန်ဆင်းထားတဲ့လူငယ်ကဘာပြောလဲဆိုတော့ကျွန်တော်မှာတဲ့ရွှေရတနာဖြင့်ပြီးတဲ့ယထာကိုယ်တွေတခုရှိတယ်တဲ့အဲ့ဒီယထာကိုယ်တွေကိုတက်ဖို့အတွက်ဘိန်းစုံလိုချင်တယ်အဲ့ဒီဘိန်းကမရှိဘူးဖြစ်နေတယ်အဲ့ဒီဘိန်းသာမရဘူးဆိုရင်တော့ကျွန်တော်ကသေသွားတာပဲကောင်းနေလို့ကျွန်တော်စိတ်ထဲမှာထင်ပြီးတယ်သေမြန်းသေသွားလိမ့်လားမသိဘူးဆိုဆက်ငိုတယ်အဲ့ဒီဘိန်းကိုအဲ့လိုရချင်တယ်ပေါ့အဲ့လိုပြောတော့တတိကြီးကတော်တော်လက်သနာသွားတယ်မငိုပါနဲ့မင်းရဲ့ယရနာနဲ့ပြီးတဲ့ယထာကိုတဲ့အတွက်တက်ချင်လားမင်းရွှေဘိန်းတက်ချင်သလားငွေဘိန်းတက်ချင်သလားဗရမ ्या ကြောက်စီထားတဲ့ဘိန်းပဲတက်ချင်သလားငါအကုန်လုံးကိုလုတ်ပေးနိုင်တဲ့အစွမ်းရှိတယ်ဒါကြောင့်မင်းကြိုက်တဲ့ဘိန်းကိုတော့မင်းတက်ချင်တဲ့ဘိန်းကိုငါဖြစ်အောင်လုတ်ပေးမယ်သူကမြစ်တာကဖြစ်နေပြီကိုသားနဲ့တူနေတာဆိုတော့အဲ့ဒီတော့ဟိုနတ်သားကဘာပြောလဲဆိုတော့အဲ့ဒီရွှေဘိန်းတွေငွေဘိန်းတွေကြောက်တံပရမ ्या တွေတက်ထားတဲ့ဘိန်းတွေကိုရချင်တာမဟုတ်ဘူးတဲ့ဒါနဲ့ဘာရချင်တာတော့ဆိုတော့ဟိုကောင်းငင်မှာအစုံထွက်လိုက်ဝင်လိုက်ဖြစ်နေတဲ့နေနဲ့လနဲ့ကိုဘိန်းတစုံတက်ပြီးတော့စီးချင်တယ်အဲ့ဒီနေနဲ့လနဲ့ကိုဘိန်းတက်ချင်တယ်ဒါကြောင့်နေနဲ့လနဲ့ကိုရအောင်ယူပေးပါအဲ့ဒီတော့ပုံနာကြီးကမင်းယူမြန်ယူနေသလားတဲ့မင်းအဲ့ဒီဘိန်းကိုမရလို့သေမယ်ဆိုတော့မင်းသေဖို့ပဲရှိတယ်အဲ့ဒီဘိန်းကိုတော့မင်းရလာမှာမဟုတ်အဲ့ဒီလိုပြောတဲ့အခါကျတော့ကလေးကဘာပြန်ပြောတော့ဆိုတော့ဟိုမေးရအောင်မေးတဲ့မြင်းနေတာကိုရချင်လို့ငိုတဲ့လူနဲ့မမြင်တာကိုရချင်ပြီးတော့ငိုးနေတဲ့လူဘယ်သူကပို့ပြီးတော့မိုက်မယ်လို့ထင်လဲတဲ့အဲ့တော့ပုံသားကြီးကစဉ်းစားကြည့်တယ်မြင်တာကိုလိုချင်တဲ့လူနဲ့မမြင်တာကိုလိုချင်တဲ့လူမမြင်တာကိုလိုချင်တဲ့လူကပို့မိုက်တာပေါ့အဲ့လိုဆိုရင်ခင်ဗျားစဉ်းစားကြည့်ခင်ဗျားသားကအခုမရှိတော့ဘူးတဲ့မမြင်ရတော့ဘူးကျုပ်လိုချင်တာကမြင်ရတယ်တဲ့အစင်းကိုလည်းကျုပ်ပုံသဏ္ဍာန်ကောင်းကောင်းပြောနိုင်တယ်မြင်လဲမြင်ရတယ်မျက်စိနဲ့တက်အပ်မြင်ရတယ်ခင်ဗျားကမမြင်တာကိုလိုချင်တာခင်ဗျားပို့မိုက်တယ်မဟုတ်လားအဲ့ဒီတော့မှပုံသားကြီးကဟာမင်းမစုလေပေါ့မင်းဟာနတ်လားလူလားမင်းရဲ့စကားကြောင့်ငါရဲ့ရင်မှာဖြစ်နေတဲ့တောကတိယသောမိဟာငြိမ်းသွားပြီတဲ့မင်းသားကအလွန်မှအဓိပ္ပာယ်ရှိတယ်အဲ့လိုပြောတဲ့အခါကျတော့တထေးကြီးတဲ့အရင်ဘဝကအဲ့ဒါတထေးကြီးရဲ့သားပဲအကုန်လုံးအဖြစ်မှန်ကိုပြောပြတယ်နေသမ်းမအောင်နဲ့မင်းကဘာကောင်းမှုမှလည်းမပြုဘဲနဲ့ဘာအလှူဒါနလည်းပြုတာလည်းငါမမြင်ဘူးမင်းငါသားငါသိတာပေါ့ဘာဥပုံမှစောင့်တာလည်းငါမမြင်ဘူးငါအိမ်မှာဘာကောင်းမှုမှလုပ်တာလည်းမရှိဘူးမင်းကအဲ့ဒါလိုနတ်ဖြစ်ရလောက်အောင်ဘာကုသိုလ်ရှိလို့နတ်ဖြစ်တာတော့အဲ့ဒီတော့မှတေဂာနီအနေထားလေးကိုပြောပြတယ်အလွန်တရာမှကြည်လင်တဲ့တန့်ရှင်းတဲ့ဘုရားရှင်ကိုတော်မြတ်ကြီးကိုဖူးမြင်ရတဲ့အတွက်ကြောင့်စိတ်ထဲမှာအလွန်မှအေးချမ်းတဲ့ကြည်နူးတဲ့ကြည်လင်တဲ့စိတ်ကလေးသူ့မှာဖြစ်ခဲ့တယ်ပေါ့အဲ့ဒီကြည်လင်တဲ့စိတ်ကလေးဖြစ်လို့လက်အုပ်ချီမဲ့လောက်ခဲ့တာတောင်သူလက်အုပ်မချီနိုင်ဘူးဒါပေမဲ့စိတ်ထဲမှာတော့အလွန်မှကြည်လင်တန့်ရှင်းတဲ့ချမ်းသာတဲ့သဘောလေးသူ့မှာဖြစ်ခဲ့တယ်အဲ့ဒီစိတ်ကလေးနဲ့သေသွားလို့အခုနတ်ဖြစ်တာ